ငုံမေပျောက်ကွယ်သွားပြီးနောက်တန်းနိုင်ဟာနာကျင်မှုတွေနဲ့အတူတောနက်ထဲကရှေးဟောင်းဂူကြီးတစ်ခုစီရောက်သွားခဲ့တယ်။အဲဒီမှာသူဟာအနှစ်1000ကြာအောင်အိပ်ပျော်နေတဲ့ကဘာဦးနှက်ကုံတော်ရဲ့အတွင်းအားတွေကိုမမျှော်လင့်ပဲရှာတွေ့ခဲ့ပါတယ်။အနှစ်1000အတွင်းအားတွေကသူ့ရဲ့သွေးကြောထဲစီးဝင်လာတဲ့အခါတန်းနိုင်ဟာတာမန်လူသားတစ်ယောက်မဟုတ်တော့ပါဘူး။အတွင်းအားသစ်တွေနဲ့အတာတန်းနိုင်ဟာငုံမေကိုမိစ္ဆာဖြစ်အောင်လုပ်ခဲ့တဲ့တကယ်တရားခံအမှန်ကိုရှာတွေ့ဖို့ပြန်လာခဲ့ပြီ။မိစ္ဆာကိုင်းရဲ့ထိတ်တန်းတက်ဖြတ်ရေးသမား10ယောက်ကသူ့ကိုတားဆီးဖို့ကြိုးစားကြတယ်။သူ့ရဲ့အနှစ်1000အတွင်းအားကမိစ္ဆာတွေရဲ့မှောင်မိုက်တဲ့စွမ်းအားတွေကိုနေရောင်အောက်ကနှင်းတွေလိုအရေးပျော်သွားစေခဲ့ပါတယ်။တန်းနိုင်ဟာသူ့ရဲ့အနှစ်1000အတွင်းအားလုံးကိုစုစည်းပြီးအလင်းစွန်းအင်များတစင်းအဖြစ်ပစ်လွှတ်လိုက်တယ်။အမှောင်ထုကွယ်ပြောက်သွားတဲ့အခါမှာတော့အန်အုပ်စရာကောင်းတာကငုံမေရဲ့ဝိညာဉ်ဟာမိစ္ဆာအချုပ်အနှောင်ကနေလွတ်မြောက်လာခဲ့ပါတယ်။တန်းနိုင်ဟာအနှစ်1000အတွင်းအားပိုင်ရှင်ဖြစ်တယ်လို့ချက်ချင်းမေတ္တာကိုကာကွယ်ပေးတဲ့ကဘာမြေရဲ့ကွဲကားရှင်လည်းဖြစ်လာပါတော့တယ်။